ဒီဆိုင်လေးကကော်ဖီတောက်ချင်လို့ဆိုပြီးတော့ရောက်သွားတဲ့ဆိုင်လေးပါဆိုင်နာမည်က The Moment Cafe လို့ခေါ်ပါတယ်တောင်မွေမြို့နယ်ဖိုးစိန်လမ်းထဲမှာရှိပါတယ်ဒါကဆိုင်ထဲကအပြင်စင်လေးတွေဖြစ်ပါတယ်ခရစ်စမတ်နေပြီဆိုတော့ Christmas tree လေးနဲ့ decoration လေးလုပ်ထားတယ်ပြီးတော့ကိတ်မုန့်တွေလည်းအများကြီးရတယ်ရေခဲမုန့်တွေလည်းရှိပါတယ်ဒါပေမဲ့ဟနီကတော့ဝယ်မစားခဲ့ပါဘူးကော်ဖီပဲတောက်ချင်လို့ဆိုပြီးရောက်သွားတာမို့လို့ပါအမှန်တော့ selfie stick အသစ်တစ်ခုဝယ်ထားတာပေါ့နော်အဲဒါကြောင့် stick မှာဖုန်းတက်ပြီးတော့ရိုက်ကြည့်တာဖြစ်ပါတယ်မျက်စိနောက်သွားရင်တော့ sorry ပါအေးစစ်စစ်စကားတွေပါထိုင်ပြောချင်နေဆိုရင်တော့ဒီနေရာလေးကိုဟန်အောင်လုပ်ဖို့ recommend ပေးပါတယ်ဟန်နီတို့တငယ်ချင်းတွေကတော့တခြားဆိုင်တစ်ခုကနေကူးလာတာဆိုတော့ coffee ပဲတောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်ဓာတ်ပုံရိုက်လို့လာတဲ့နေရာလေးတစ်ခုတွေ့လို့ပဲများပြီးရိုက်ခဲ့ပါသေးတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်